ခဲ့ပါတယ်။ဒူရင်တီရဲ့အနံ့ကတော့လူတွေတကောင်ရဲ့အတွင်းကအနံ့လိုမျိုးနန်းစောနေခဲ့တာကြောင့်ရိုင်ကီနဲ့အိုရူတို့ကအိမ်ထဲကနေကန်ထုတ်ပစ်လိုက်ကြပါတယ်။ကီရင်ကပြန်ဖမ်းလိုက်ပြီးတော့ဘာလို့ဒီလိုလောက်တာလဲလို့မေးလိုက်ရာအိမ်ရှင်မရှိတော့အနံ့သက်မကောင်းတဲ့အမိုက်တွေကိုလာမထားနဲ့လို့သူတို့ကပြန်ပြောလိုက်ပါတယ်။ကီရင်ကတော့ဒါအရသာရှိရဲ့အစားအစာပါလို့ပြန်ညင်းနေခဲ့ပါတယ်။အတူပြုတ်လောက်ထားတဲ့တောအုပ်ထဲမှာတော့မီနာတိုကလေစွမ်းကိုအပြေဝထော်တော်နေခဲ့ပြီးလေ့ကျင့်နေခဲ့ပါတယ်။သူဟာတော်လေးပင်ပန်းသွားပြီးတတိလက်သွားခဲ့တာကြောင့်ရှာမကအိမ်ကိုပြက်ခေါ်လာပေးခဲ့ပါတယ်။မီနာတိုကတတိယလာနဲ့ပိုးတမလောင်ဆက်လက်လေ့ကျင့်ရင်အိမ်အတွက်နာမည်ပြားအသက်တွေကိုထွန်းထုတ်နေခဲ့ပါတယ်။ရှာမကအဲ့ဒီနာမည်ပြားတွေမှာအရင်ကတည်းကဝိညာဉ်စွာတွေပိုးပါလာလာတတိပြုတ်မိလိုက်ပါတယ်။ရန်နေငယ်ကြပြီးရဲ့နောက်မှာတော့မီနာတိုကလေစွမ်းကိုအတော်လေးကျွမ်းကျင်လာခဲ့ပါတယ်။သူကလေဝေအသေးစားလေးတွေကိုဖန်တီးနိုင်ပြီးတရွက်6တွေကိုတနေရာလေးကြောင်စူးစီးနိုင်လာခဲ့ပါတယ်။ဒါကသူ့ရဲ့နေစဉ်ဘဝမှာအသုံးဝင်လာလို့မီနာတိုကပျော်နေခဲ့ပါတယ်။ဖူဂျင်ကိုယ်တိုင်ရောက်လာခဲ့ပြီးမီနာတိုကိုကြီးစုစကားပြောလိုက်ပါတယ်။မင်းသားဆက်ပြီးတော့လေးချင်းရင်ရန်သူတွေကိုအင်ကိုတော်နှစ်ချမ်းခွဲအောင်လုံးနိုင်လိမ့်မယ်လို့ပြောပေမဲ့အကြမ်းမဖက်လို့တဲ့မီနာတိုကတော့ထိတ်လန့်သွားခဲ့ပါတယ်။ရိုင်ဂျင်ကလည်းရန်သူတွေကိုတရားစင်းနဲ့တစ်ချက်လောက်တော့ပြည့်ကျည်တဲ့နယ်လို့တိုက်တွန်းပေမဲ့မီနာတိုကညှင်းဆန်လိုက်ပါတယ်။မီနာတိုကယာမရဲ့နောက်လိုက်လေးတွေဘယ်ရောက်နေရလဲလို့မေးတဲ့အခါမှာတော့ယာမကသူတို့လည်းအရင်တကားတောင်ဘွားဝင်းညင်ဆိုရေးဆိုင်တော့ဘာမှမလုံးနိုင်ခဲ့လို့အခုအတူရောင်တောအုပ်ထဲမှာတရားမှတ်ပြီးတော့လေးချင်းနေကြလို့ပြောလိုက်ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီနောက်လိုက်လေးတွေကတရားမှတ်နေတာမဟုတ်ဘဲနဲ့စူပေါင်းပြီးတော့အိပ်ပျော်နေခဲ့ကြတာဖြစ်ပါတယ်။အဲ့နောက်မီနာတိုကစုတာတဲ့တရွက်6ပုံထဲမှာကစုံဦးတွေကိုဖုတ်လိုက်ရာရှာမနဲ့အိုရူတို့ကအရန်ကြိုက်သွားခဲ့ကြပါတယ်။ရိုင်ဂျီကတော့အစားအစာထက်ဝိုင်တော့ရတာကိုပဲပို့ပြီးတော့နှစ်သက်နေခဲ့ပါတယ်။ရိုင်ဂျင်နဲ့ဖူဂျင်တို့ကတော့ငါတို့ကမင်းထက်တောင်ပိုကောင်းကစုံကိုဖုတ်နိုင်တယ်လို့မီနာတိုကိုကြွားလုံးထုတ်နေခဲ့ပါတယ်။မီနာတိုကနက်ဖျားတွေဘယ်လိုလုပ်တယ်လဲလို့မေးကြည့်တဲ့အခါမှာတော့သူတို့ကလက်တွေဆန်းသက်ပြဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဖူဂျင်ကကစုံဦးတွေကိုလေးတယ်မြောက်တင်ပေးပြီးရိုင်ဂျီကလျှက်စီးနဲ့ပစ်လိုက်ရာကစုံဦးတွေကကြက်သွားမယ်စာမီးကျွမ်းသွားခဲ့ပါတယ်။မီနာတိုစိတ်ပြတ်နေတော့မှပဲသူ့ရဲ့ခြေထောက်နောက်တစ်ခုခုလာထီကတတိထားမိလိုက်ပါတယ်။ကြည့်လိုက်တဲ့ခါမှာတော့ချုံမုတ်ထဲမှာပုံနေတဲ့ကီရင်ကနိုင်ငံခြားပြည်တည်တည်အစမ်းပြရေးလာပေးတာဖြစ်ပါတယ်။မီနာတိုကကျေးဇူးတက်စကားပြောပြီးတော့မီးကျွမ်းနေတဲ့ကစုံဦးတွေကိုပြန်ကျွေးဖို့ပြင်လိုက်ရကီရင်ကတော့ဒီလူသားတွေဟာအရာရာကိုမီးရှို့တတ်တာပဲငားလဲတောင်ရောက်တော့မလားမသိဘူးလို့ထင်ပြီးတော့ကြောက်လန့်တကြားနဲ့ထပ်ပုံးနေခဲ့ပြန်ပါတယ်။ယာမကကီရင်ကဘီယာကျဲတဲ့အကြောင်းပြောပြတာကြောင့်မီနာတိုကမှတ်စုထဲမှာရေးမှတ်ထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလူခေါ်ခေါလောင်းတန်မြည်လာခဲ့ပြီးကြည့်လိုက်တဲ့ခါမှာတော့ဟာရာမအတော်လေးပင်မနှွမ်းနေတဲ့ပုံစံနဲ့ရောက်လာခဲ့ပါတယ်။ဟာရာမကမီနာတိုရဲ့ပခုံးမောက်ချက်ချင်းလဲကျသွားခဲ့တာကြောင့်အိမ်ထဲခေါ်ပြီးတော့ရေတိုက်ကအကျိုးကြောင့်မေးမြန်းခဲ့ရပါတယ်။ဟာရာမကဒီနေ့မှာမီနာတိုရဲ့အိမ်မှာဝင်းညင်စွာတွေအတော်လေးပြင်းထန်နေတယ်လို့ပြောပြတဲ့ခါမှာတော့မီနာတိုခင်ဗျာနက်ဖျားတွေအများကြီးဝိုင်းထန်နေတာအောင်မပြောရဲပဲနေခဲ့ရပါတယ်။ဟာရာမကဒီတစ်ခါမှာတော့သူတို့ဖွဲ့စည်းကအစွမ်းထက်ဆုံးအောင်လန်းစရာတွေပေါင်းလောက်တာတော့မနေနေနိုင်တဲ့အလွန်အစွမ်းတက်တဲ့ဝင်းညင်စုံနေနေဖို့မီနာတိုအကူအညီတောင်းခဲ့ပါတယ်။လုံငယ်အပက်ကကျင်းစာတင်နေတဲ့အယုတ်တွေကိုဖះเจ้าတစ်ခုမှလာအပ်ခဲ့ပေမဲ့နေနေဖို့ပြက်ကွက်ခဲ့ရကနေဝင်းညင်စုံကဖះเจ้าတစ်ခုလုံးတိမ့်ပတ်လိုက်တာဖြစ်ပါတယ်။အခုဆိုရင်အဲ့ဒီနေရာမကောင်းတဲ့အငွေသက်တွေအရန်ထူထမ်းနေရကြောင်းဘယ်သူမှအနာကိုမကက်ရဲကြတော့ပါဘူး။အဲ့ဒီဖះเจ้าကတခြားမတူညီတဲ့ dimension တစ်ခုတွေရောက်